အဲ့တော့ဒေတာကိုအေးချမ်းဖို့ကျွန်တော်တို့ကငြိမ်းချမ်းရေးလုပ်တယ်ရှင်းပြောရင်ပြည်သူတွေအေးအေးဆေးဆေးနဲ့ကိုဘွားကိုတက်လာအတွက်ကိုဖန်တီးနိုင်ဖို့ဒုတိယတစ်ချက်ကကျွန်တော်တို့ဘာလုပ်ချင်တုံးဆိုဒီဒေတာကိုဖွံ့ဖြိုးတိုးတက်စေချင်လို့ရှင်းပြောအနည်း90လုံးကျွန်တော်တို့တော်လှန်ရေးကြောင့်ပြည်သူတွေကကီယာထိုးလို့မရဘူးအဲ့ဘက်ကီယာကြီးပဲဝင်နေတာကျွန်တော်တို့ကရှေ့ကိုသွားတဲ့ကီယာထိုးချင်တယ်ပြန်ထိုးပေးချင်တယ်အဲ့ဒါနဲ့ကျွန်တော်တို့ကငြိမ်းချမ်းရေးယူတာတစ်ချက်ကနေမီဒေတာအေးချမ်းစေချင်လို့ဒုတိယတစ်ချက်ကကျွန်တော်တို့ဒေတာတစ်ခုလုံးဖွံ့ဖြိုးတိုးတက်စေချင်လို့အဲ့ဒီမှန်းချက်နှစ်ခုအဲ့ဒါနဲ့ငြိမ်းချမ်းရေးယူပြီးတာနဲ့ကျွန်တော်တို့ကအဲ့ဒီမှန်းချက်အတိုင်းပဲကျွန်တော်တို့62ခုနှစ်နဲ့2010အထိအနည်း20အလုပ်တစ်ခုပဲလုပ်တယ်ကျွန်တော် PNO ကအလုပ်တစ်ခုပဲလုပ်တယ်ဘာအလုပ်တုံးဆိုတော့ပိုးဒေတာဖွံ့ဖြိုးရေးဆိုတဲ့အလုပ်ပဲလုပ်တယ်အနည်း20လုံးကျွန်တော်ကိုယ်တိုင်အဲ့ဒီတုန်းက62ခုနှစ်ငြိမ်းချမ်းရေးယူပြီးတာနဲ့ကိုစံလွင်ကအသွင်ကြီးမှုအဘကဥအောင်ဟန်းတီကဥက္ကဋ္ဌကိုစံလွင်အတွင်းကြီးမှုကျွန်တော်အတွဲဖက်အတွင်းကြီးမှုအဲ့အနည်း20လုံးကျွန်တော်တို့အလုပ်ကတစ်ခုပဲရှိအဲ့ဒေတာဖွံ့ဖြိုးရေးဆိုတဲ့အလုပ်အဲ့ဒါနဲ့အနည်း20လုံးမှကျွန်တော်တို့လုပ်ခဲ့တာကဘယ်လိုလုပ်တော့ဆိုတော့အဓိကတမတော်အစိုးရပေါ့အဲ့ဒီချိန်တုန်းကအုပ်ချုပ်တာနဝတနာဖနာယကတမတော်အစိုးရနဲ့လက်တွဲပြီးတော့ကျွန်တော်တို့ဒေတာဖွံ့ဖြိုးရေးလုပ်တယ်အားရလားဆိုတော့သိအားမရအစိုးရမှာလည်းသူ့အခက်ခဲတွေအများကြီးရှိတယ်ဒါကြောင့်အဲ့ဒီကာလကျွန်တော်တို့ဒေတာဖွံ့ဖြိုးရေးလုပ်တာနာမည်ကြီးတာဗာကြီးတော့ဆိုတော့ကိုထူကိုထဆိုတဲ့ဟာနာမည်ကြီးတယ်အစိုးရပေးတာတဝက်ကျွန်တော်တို့ဒေတာခါကြခန္ဓာတဝက်အစိုးရပေးတာ3ပုံ3ပုံကျွန်တော်တို့က2ပုံအဲ့လိုနဲ့ကျွန်တော်တို့အနည်း20ကျွန်တော်တို့ရုန်းကန်ရနောက်လွတ်တော်လဲပေါ်လာရောကျွန်တော်တို့ကိုယ်တိုင်ဒီနိုင်ငံတော်ရန်တရားတစ်ခုလုံးကိုမောင်းနေတဲ့နေရာမှာကျွန်တော်တို့လဲရောက်သွားရောအဲ့မှာကျွန်တော်တို့ဒေတာဖွံ့ဖြိုးတိုးတက်မှုအရမ်းမြန်သွားနောက်ဒီဂျာမနီလန်ဆိုတာကျွန်တော်ဘိုးဒေတာအများဆုံးပဲဘာလို့များလဲဆိုတော့ဘိုးဒေတာကပြည်သူတွေကလိုလားရှိလို့ဥမာဂျာမနီကဘိုးဒေတာမှာလမ်းလာလုပ်ပေးတယ်သူကလမ်းဦးကြောင်းဖောက်ချင်တယ်ဆိုရင်ဂျာမနီကပြောစရာမလိုအစိုးရလည်းဝင်ပြောစရာမလိုဒေတာခါကျွန်တော်တို့ပြည်သူတွေကကြိုက်တယ်လို့ဖောက်ရွာတွေလည်းခြံတွေလည်းအကုန်စုပ်ပေးတယ်အိမ်တွေလည်းအကုန်စုပ်ပေးတယ်သူတို့စိတ်ချမ်းသာနဲ့ဖောက်လို့ရတယ်လုံးဝရော့ကြေးမတောင်းဘူးဘိုးတွေကသူကလမ်းဆိုရင်သူကအလူပဲတတ်မှတ်တာနောက်တစ်ခုကုမ္ပဏီတွေကလမ်းလာမလုပ်ပြီးဆိုရင်လိုအပ်တဲ့ထင်းဒေတာခါလုပ်ပေးတယ်နောက်ဟင်းဒီဟင်းရွက်လုပ်ပေးတယ်နောက်တောက်ဖို့ဝန်ထမ်းတွေသူတို့လုပ်သားတွေတောက်ဖို့ရေဘိုးတွေအစီအစဉ်ပေးတယ်အဲ့တော့သူတို့ဘိုးဒေတာမှာသူတို့တခုခုလုပ်ပြီးဆိုရင်အရန်စိတ်ချမ်းသာတိုင်တဲ့လူလည်းမရှိဘူးပြဿနာရှာတဲ့လူလည်းမရှိဘူးဘာမရှိဘူးဆိုတော့သူတို့ကတောက်လျှောက်ဘိုးဒေတာကိုပဲသူကလမ်းလုပ်ပေးတယ်ကျွန်တော်တို့ ਨੇ ဘယ်လောက်ထိအဆင်ပြေတော့ဆိုကျွန်တော်အဲ့ဒီနီလန်းနဲ့လည်းကျွန်တော်တို့ကဒေတာကိုဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့လုပ်တယ်ကျွန်တော်တို့ကဒီ2025ရွေးကောက်ပွဲရှင်းပြရင်ဒါကျွန်တော်တို့တိုင်းသားတွေအတွက်အရန်တန်ဖိုးရှိတဲ့ရွေးကောက်ပွဲလည်းဖြစ်တယ်နောက်ဒီအခွင့်အရေးကကျွန်တော်တို့လူသက်တန်းတစ်ချောင်းမှာများစားရဖူးတာလည်းမရှိဘူးရှင်းပြရင်လွတ်တော်သက်တန်းနှစ်ခုပဲကျွန်တော်တို့ရဖူးသေးတယ်နောက်ကျွန်တော်တို့ဒေတာကအဘဥအောင်ဟန်းတီကကျွန်တော်တို့ညွှန်ကြားထားတာရှိတယ်ဘိုးဒေတာတစ်ခုလုံးအကုန်လုံးကတ္တရာဖြစ်တဲ့အထိလုပ်ကိုလုပ်ပေးရမယ်ရွာတိုင်းကတ္တရာလမ်းပေါက်အောင်လုပ်ပေးရမယ်ကျွန်တော်တို့မှာထားတာရှိတယ်နောက်ရွာတိုင်းမီးလေးအောင်လုပ်ပေးရမယ်ဆိုကျွန်တော်တို့မှာထားတာရှိတယ်နောက်ဘိုးဒေတာတစ်ခုလုံးမှာရှိတဲ့ပြည်သူတွေရဲ့အိမ်တိုင်းဘွဲရတဲ့ကလေးရှိကိုရှိရမယ်အိမ်တိုင်းပညာတတ်ဖြစ်ရမယ်နောက်တစ်ခုဘိုးဒေတာမှာရှိတဲ့ပြည်သူတွေအကုန်လုံးအိမ်တိုင်းချမ်းသာတဲ့လူဖြစ်ရမယ်လူစင်းရဲဆိုတာမရှိစေရဘူးအဲ့လောက်ထိကျွန်တော်တို့မှာထားအဲ့လိုမှာထားတော့ကျွန်တော်တို့ကလည်းလူကြီးရဲ့
ခိုင်းစေချက်ညွန်ကြားချက်ရှင်းပြောရင်သူခိုင်းစေတဲ့ဟာလေအမှန်တကယ်ကျွန်တော်တို့လုပ်ပြီးတင်တဲ့ဟာတွေကြီးဆိုတော့ကျွန်တော်တို့လည်းအတတ်နိုင်ဆုံးကျွန်တော်တို့ဆောင်ရွက်နေတယ်ဒါမဲ့ကျွန်တော်တို့ဆောင်ရွက်နေတယ်ဆိုတာလေကျွန်တော်တို့ဆောင်ရွက်နိုင်တဲ့စွမ်းအားကအကန့်အသတ်ရှိတယ်ဒီလိုများများဆဆအခွင့်အရေးရဖို့ဆိုတာလွတ်တော်ပေါ်လာရင်တော့အများရမယ်လွတ်တော်ပေါ်လာရင်လွတ်တော်ထဲမှာကျွန်တော်တို့ကိုယ်စားလှယ်တွေရောက်ဖို့လုပ်တယ်ဥပမာကျွန်တော်တို့ပေါ်လွတ်တော်ကိုယ်စားလှယ်ရောက်ရင်ဂျန်တဲ့ညီနောင်တိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်ရောက်တယ်နဲ့အတူတူပဲဘာလို့ကျွန်တော်တို့ဘိုးဒေတာဖွံ့ဖြိုးရေးလုပ်တာဘယ်ရွာမှကျွန်တော်တို့မချန်ထားဘူးလူနည်းစုလီစုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မချန်ထားကျွန်တော်တို့ကမြေပုံပဲကြည့်တယ်ဒါညောင်ရွှေမြို့နယ်မြေပုံဒါတောင်ကြီးမြို့နယ်မြေပုံဒါဘိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမြေပုံအဲ့မြေပုံကိုကြည့်ပြီးတော့လိုအပ်တဲ့လမ်းကိုညက်ကျွန်တော်တို့ဖောက်တယ်ပြီးရင်ပညာရေးဆိုရင်ကျွန်တော်တို့ကဗာကြည့်လို့ဆိုမြို့နယ်ပြီးရင်ကျွေးရအုပ်စုပြီးရင်ကျေးရွာဟိုမှာကျွေးရအုပ်စုတစ်ခုဆိုရင်အထက်တန်းကျောင်းရှိတဲ့ကျွေးရအုပ်စုဆိုရှိကိုရှိရမယ်ကျွန်တော်တို့ကအဲ့လိုတတ်မှတ်ချက်နဲ့ကျွန်တော်တို့သွားတာလူမျိုးနဲ့မသွားဘူးဘာလို့ကျွန်တော်တို့နဲ့အတူနေတဲ့ညီနောင်မှန်သမျှကျွန်တော်တို့လိုပဲတို့တက်စီရမယ်ကျွန်တော်တို့အဘဥအောင်ငန်းတီးရအဲ့လိုမှားတာ